ဒါသူ့ကျွန်တော်ဒီကောင်ဆွဲဖြုတ်စီရတယ်မနော်ဒါဒီကောင်လေးမောင်းလို့တစ်ချက်အောင်နှိမ့်လိုက်ဟုတ်တယ်မနော်တို့နော်ဟောအတွဲလိုက်ကြီးနော်ဒီမှာဆေးပိုက်တဲ့ခါတာအတွဲလိုက်ဖြစ်နေတယ်ကျွန်တော်ဟုတ်တယ်အမဲလုံးဝမလိုက်ဘူးဒီမှာကြည့်ပါနော်ဒီကောင်အမဲနော်ဒီကောင်ကျွန်တော်တို့ကာလာလိုက်တယ်ဒါပေမဲ့အလုံးမလိုက်ဘူးအဲကျွန်တော်တို့အမဲကောင်တခြားဆေးရမှာပေါ့နော်ချလိုက်โอเคဒါဆိုကျွန်တော် head service ဆေးတော့မှာပေါ့နော်ဆေးတော့မှာကျွန်တော်တို့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာနော် head cleaning အရေးတွေလိုပါနော်ဒီကောင်နဲ့ဆေးတာပိုပြီးဆင်ပြေတယ်နော်ဒါကျွန်တော်လက်စတာမှာဝယ်လို့ရတယ်နော်အဲ့ဒီကောင်လေးလိုတယ်ပြီးရင်ကျွန်တော်တို့ဒီမှာနော်ကျွန်တော်ဆေးကောင်းလေးကိုကျွန်တော်တို့ပုတ်ဖို့ပေါ့နော်ဒီဟာလေးလိုပါနော်ဒါတွေလက်စတာမှာဝယ်လို့ရတယ်နော်ဘယ်တော့မှမရှိပါဘူးနော်အဲ့ဒါလေးလိုမှာပေါ့နော်ဒါဆိုကျွန်တော်တို့စစ်ကိုစဒီ head စဆေးတော့ပေါ့နော်ကျွန်တော်အမဲကောင်ဦးစားပေးပြီးဆေးမယ်နော်အဲ့ဒီထားတာကကျွန်တော်တို့ဒီချာယူဒီထားတော့လို့တ िश ူးလေးတွေပါနေတော့ကျွန်တော်ဖြစ်တယ်လို့ပြစ်မထားနိုင်နော်ဒီကောင်လေးခေါင်းတွေတစ်ခုဖြစ်သွားရင်ကျွန်တော်တို့ပြန်ဝဲရတဲ့တန်ကြီးရမလဲဘူးနော်ဟိုမှာသူကကာလာကတော့လာတယ်ဒီအဓိကကျွန်တော်တို့ဒီကောင်ပဲအမဲရောက်မယ်နော်ခေါင်းရင်တော့မှာနော်ဒါဆိုရင်ဒီမှာကျွန်တော် heckling ကြီးရပါနော်တူထက်ကျွန်တော်နည်းနည်းလေးပဲဆော်မယ်နော်အဓိကဆွတ်တဲ့ခါကျရင်တစ်ခုသတိထားနော်အဲ့ဒီကောင်လေးဆိုးလို့မရဘူးနော်ကျွန်တော်တို့ဒီကောင်လေးလုံးဝဆိုးလို့မရဘူးရေးကြည့်ပါနော်အောင်ကျွန်တော်တို့လုံးတစ်ခိုင်သားသတိထားရတယ်နော်ကောင်းပြီမျက်နှာပြင်လေးကိုပဲကျွန်တော်ဆိုးတယ်ဆုံးတော့လုပ်မှာနော်အလိုလေးခဏလေးစိန်ထားလိုက်မယ်နော်မျက်နှာပြင်လေးကိုဒီမှာနော်ဒီလိုမျက်နှာပြင်လေးကိုနော်မျက်နှာပြင်လေးကိုကျွန်တော်တို့အလိုလေးပဲစိန်ထားမှာနော်တားကြီးမှလည်းမဖြစ်ဘူးနော်ဒီလိုမျက်နှာပြင်ခေါင်းလေးကိုကျွန်တော်နည်းနည်းလေးနှစ်ထားလိုက်အဲ့ထဲမှာခဲနေတဲ့ဆေးကြီးတို့ကြာလာတယ်နော်အခုနော်အဲခေါင်းမှာပေါ့နော်ခေါင်းမှာခဲနေတဲ့ဆေးတွေကြာလာတို့တစ်ချက်မှကြည့်မယ်နည်းလေးခါလိုက်ပါနော်ခါပြီးတာနဲ့သူ့ကျွန်တော်တက်ရှုလေးနဲ့နည်းနည်းလေးပေါ့နော်အလိုလေးတင်လိုက်နော်ဟောဆိုကျွန်တော်တို့ပက်လက်လှမ်းလိုက်လို့ချင်းဒီကိုကျွန်တော်တို့ဆူမှာဆိုလို့နော်အဲဒီခေါင်းလေးကိုဆူမှာဆိုလို့တက်ရှုလေးနဲ့နော်အလိုလေးတို့ကြီးမှကျွန်တော်တို့လှမ်းကြည့်ကြည့်မယ်နော်အဲဒီမှာကျွန်တော်တို့ဒီကောင်လေးနဲ့အရင်နည်းနည်းဆော့အနားလေးတို့နော်ကျွန်တော်တို့ပွက်ချမယ်နော်အဲ့လိုပပြီးတော့ရင်ကျွန်တော်တစ်ချက်ထပ်စိမ့်မယ်နော်နောက်တစ်ခုထပ်ပြီးသူထပ်ပြန်စိမ့်မှာပေါ့နော်ခေါင်းလေးကိုပဲတားကြီးနှစ်ချက်တာမို့တော့ကျွန်တော်ခေါင်းလေးကိုစိုးရဲဆုံးတော့ပဲနော်နည်းနည်းလေးကျွန်တော်တို့ခဏလောက်ထားလိုက်ထဲမှာဆေးတွေကလို့ခဲနေရဆိုတော့သူကပြောပြီးဆင်းလာလိမ့်မယ်နော်နည်းနည်းခါမယ်ကြာတော့နော်ဒီဒါကျွန်တော်ဆွမ်းလာလို့တက်ရှူးလို့ ਨੇ ကျွန်တော်တို့ပုံလို့နော်အဓိကစိုးစိုးကြီးနဲ့အဲ့လိုမလှမ်းနဲ့နော်လှမ်းကျွန်တော်ဒီမှာရေဆိုးသွားရင်အဆင်မပြေဘူးနော်โอเคဆွမ်းလာလို့ပဲကျွန်တော်တို့ချက်ကြည့်ကြပါနော်ဒီမှာနော်အချောင်းလေးနည်းနည်းလေးရှည်သွားရင်နော်ဆွမ်းလာတော့ဒီတဝက်လောက်ပဲနော်ဒီကောင်လေးရနော်အဲ့ဒီအချောင်းလေးရဆွမ်းလာဒီတဝက်လောက်ပဲရေကူနည်းနည်းရှည်လိုက်နော်အဲ့ဒီကောင်ဒီလိုအချောင်းလိုက်ရှည်လိုက်ပွင့်သွားပြီဆိုတာကျွန်တော်တို့ရပြီနော်ပွင့်မချင်းကျွန်တော်တို့ဆင်းရမှာနော်โอเคဟုတ်ကဲ့လေခလုခန်းတော့เนาะကျွန်တော်ညီလေးခံပြီးတယ်လှောက်လိုက်ကြည့်โอเคအချောင်းလေးအလိုတဲသွားပြီဆိုကျွန်တော်တို့ဆင်ပြေသွားပြီเนาะโอเคအဲ့ဒီမှာကြည့်ပါเนาะအဆအဆိုသူကအလိုမတဲဘူးเนาะကျွန်တော်တို့ဒီအလဲလောက်ကလေးပေါ်တယ်ပြက်နေတာတို့ဖင်ရှူးရှူးလေးဘယ်လိုကောင်အဖျားရှူးပြီးနေတာတို့ဖြစ်ခင်သူကမရဘူးเนาะအဲ့လိုတက်လေးဖြစ်သွားရင်ကျွန်တော်တို့ဒါဆေးကုံပွင့်သွားပြီเนาะဆေးကောင်ကုံပွင့်သွားပြီကျွန်တော်နည်းနည်းပို့လိုက်တော့မယ်နော်စီးရီပြောင်းတော့အောင်ပို့လိုက်တော့မယ်ဒါဆိုကျွန်တော်တို့အမဲကောင်းရပါပြီနော်အမဲကောင်းဆင်ပြေသွားပြီစီးရီပြီးရင်ပို့လိုက်တော့မယ်ဒါဆိုရင်ကျွန်တော်တို့အမဲကောင်းဆင်ပြေသွားပြီနော်ကျွန်တော်တို့ကာလာကောင်းနဲ့တစ်ခါတည်းဆေးလိုက်မယ်နော်ကျွန်တော်တို့သူလေးဆွမ်းလာလို့ပဲနော်ကျွန်တော်တို့ဒီမှာခေါင်းလေးကိုအဖျားလေးပဲဆော်မယ်နော်ကျွန်တော်အကုန်လုံးမြုပ်လိုက်တာမဟုတ်ဘူးနော်โ
သူကပွင့်ထားပြီးတာဆိုတော့ပြဿနာမရှိဘူးเนาะဒါကျွန်တော်တို့ပို့ပြီးတန်ရှင်းတော့ကျွန်တော်လုပ်လိုက်တာเนาะโอเคဒီမှာကြည့်ပါเนาะโอเคဒါဆိုရင်ဒီလိုဆင်ပြေသွားပြီကြည့်ပါเนาะအဲဒီမှာကြည့်ပါเนาะဒီလိုပွင့်သွားပြီအဲ့လိုဆင်ပြီးရကျွန်တော်တို့တန်ရှင်းတခြားလုပ်မယ်လုပ်ပြီးကျွန်တော်တို့ပြန်ထည့်မယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့ဆေးရတော့ပြန်ဆုပ်ရမှာเนาะဒီမှာဆေးတွေတော့လွတ်သွားရင်เนาะညောင်လေးတွေရီဆိုးလို့မရအောင်เนาะတကယ်လို့မတော်တဆဆိုးသွားခဲ့ရင်တခြားကြည့်ပြီးကျွန်တော်တို့ကအဲရီလေးတွေပြောင်းနေအောင်လုပ်ပြီးကျွန်တော်6အောင်လုပ်ပေးရမှာเนาะโอเคဒါဆိုရင်ဒီမှာเนาะကောင်းလေးတွေဆင်းနေဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ထည့်တော့မှာပါเนาะโอเคဒါဆိုရင်ကောင်းနှလုံးသလုံးထည့်မယ်เนาะဒါဆိုရင်မှန်เนาะဒီမှာကာလာကောင်းဒီမှာအမဲကောင်းเนาะသူတို့ကျွန်တော်အလိုက်တင်လေးပဲထည့်မယ်เนาะဘလို့အလိုက်တင်လေးပဲထည့်မယ်ဒါအိထိုးမထည့်ဘူးเนาะအထက်ရောက်ပြီးကျွန်တော်တို့အနေထားလှုပ်ကြည့်ကြည့်เนาะသူ့အထိုင်ကြမှာကြာเนาะကျွန်တော်တို့အလုပ်လှုပ်ကြည့်ကြည့်သူ့အထိုင်ကြတော့ဆိုကျွန်တော်တို့ဘလို့လို့သူ့နေရာသူ့နေမှာเนาะအမှန်ထိုင်ကြသွားရင်เนาะလို့ထိုင်ကြသွားပြီဆိုတော့ကျွန်တော်အောက်ကမောင်းလေးရှိတယ်လို့เนาะဒီမှာเนาะလို့ထိုင်ကြမှာကျွန်တော်လှုပ်လိုက်ကြည့်เนาะသူထိုင်ကြသွားရင်ကျွန်တော်တို့ကဒီမှာကြည့်เนาะလို့ထိုင်ကြရဆိုတော့ကျွန်တော်အောက်ကမောင်းလိုက်လို့အပေါ်ဆွဲတင်မယ်เนาะကဲလို့အဲ့ဒါခုလည်းဆွဲတယ်မယ်နော်โอเคဒါဆိုရင်ဒီကောင်လေးတွေငြိမ်သွားပြီနော်ဒီမှာကြည့်ထိုင်ကြသွားပြီကြားသွားရင်ကျွန်တော်တို့ကအဖုံးဖုံးမယ်နော်